ကိုခန့်မိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေအဲ့တော့လူတလေးတွေများပါရင်လည်းကိုခန့်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးကြပါဦးလို့ကိုခန့်ကတောင်းဆိုချင်ပါတယ်ဗျာနေ့ရက်နေ့မနက်ပိုင်း12နာရီ10မိနစ်အတွက်ကိုခန့်ရှာဖွေတွေ့ထားတဲ့အကောင်းဆုံးကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာခုပြောပြပေးမယ့်ကဏ္ဍလေးတွေကတော့ပြီးခဲ့တပတ်ကဏ္ဍထွက်စင်တွေပေါ်မှာအခြေခံပြီး73နှစ်စာကလင်နာတွေကိုစူးစီးပြီးရရှိလာတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာနေ့ရက်နေ့မနက်ပိုင်း12နာရီ10မိနစ်အတွက်အကောင်းဆုံးကဏ္ဍလေးတွေဖြစ်ပါတယ်မျိုးတို့ကြိုက်နေတဲ့မယ်လို့လည်းထင်ပါတယ်အကောင်းဆုံးစူးစမ်းပေးထားတာပဲဖြစ်ပါတယ်အာမခံချက်တော့မရှိပါဘူးခင်ဗျာဖြစ်နိုင်ခြေအားအကောင်းဆုံးကဏ္ဍတွေကိုပဲရှာပေးထားတာဖြစ်တဲ့အတွက်စားမယ်ဆိုရင်မျိုးတို့ရှင်းစစားကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကိုချစ်တဲ့တူရီကေကေပါခင်ဗျာဒီတစ်ပတ်အတွက်ပွဲဝင်ကအားလုံးကိုလက်ဆောင်ပေးမယ်လို့ကြိုပြောထားပါတယ် Fiverr နဲ့ Telegram group မှာလည်းတင်ပေးထားပါတယ် live မလွင်ဖြစ်တာကတော့ line မရလို့ပါအဲ့တော့ဒီတစ်ပတ်အတွက်ဟိုမကျော်စားတို့ပတ်တီလေလုံးမွေခွေပူတပတ်စာပရိနဲ့မွေကနန်းကိုလက်ဆောင်လာယူလို့ရပါတယ်အလက်ကားလာယူလို့ရပါတယ် Fiverr Telegram တခုခုကနေလာယူပါခင်ဗျာ